direct speech ကနေပြီးတော့ indirect speech ကိုပြောင်းတာပေါ့အဲ့တော့ direct speech ဆိုတာဘာလဲဆိုတော့ direct speech ဆိုတာဓာတ်ရိုက်ပြောစကား indirect speech ဆိုတာကတဆင့်ပြောစကား direct speech ကနေ indirect speech ကိုပြောင်းမှာဆိုတာ reported speech လို့လည်းပြောကြသေးတယ်เนาะအားလုံးအသိပါပဲဟုတ်ပြီ direct speech ကနေ indirect speech ကိုပြောင်းတဲ့အခါမှာအချက်၄ချက်ပြောင်းရတယ်နံပါတ်1ကပုံစံခွဲပြောင်းစကားပြောင်းနာမ်စားတွေပြောင်း1 2ပြောင်း2ကို head 3ပြောင်းဟောဒီနံပါတ်1ဖြစ်တဲ့ပုံစံအရင်မခွဲလို့သာပြဿနာတက်နေကြတာဒါရက် indirect မှာလေအဲ့တော့ပုံစံခွဲတယ်ဆိုတာဘာပြောလဲဆိုတော့ပုံစံခွဲတယ်ဆိုတာကရိုးရိုးဝကြနဲ့မေးရင်ဘယ်လိုပုံစံနဲ့ဖြေရမှာလဲမေးခွန်းဝကြနဲ့မေးရင်ဘယ်လိုပုံစံနဲ့ဖြေရမှာလဲအမေပေးတောင်းမှန်ဝကြနဲ့မေးရင်ဘယ်လိုပုံစံနဲ့ဖြေရမှာလဲအဲ့လိုပုံစံအဲ့ဒါပုံစံခွဲတယ်ခေါ်တယ် statement sentence ဆိုပုံစံလဲ imperative sentence ဆိုခေါ်တဲ့အမေပေးတောင်းမှန်ဆိုဘယ်လိုပုံစံနဲ့ဖြေရမှာလဲ question sentence ဆိုခေါ်တဲ့မေးခွန်းပုံစံနဲ့မေးရင်ဘယ်လိုပုံစံအဲ့ဒါပုံစံခွဲပြောင်းနံပါတ်2ကစကားပြောင်းတယ်အချို့စကားလုံးတွေပြောင်းရတယ် this ကို that ပြောင်းတာတို့ this ကို those ပြောင်းတာတို့ဒါအလုံးသိကြပြီးသားတွေပါပဲเนาะအဲ့လိုပဲ today tonight ကို that day that night ကိုပြောင်းရတာမျိုးတွေ yesterday ဆိုလို့ရှိရင် the next day ကိုပြောင်းရတာလေးတွေအဲ့ဒါမျိုးတွေစကားပြောင်းနာမ်စားတွေပြောင်းဆိုတာက direct speech ထဲမှာရှိနေတဲ့ personal pronoun လို့ခေါ်တဲ့နာမ်စားတွေပြောင်းရတာပါ I group ကိုပြောတဲ့သူနဲ့ညှိ you group ကိုနားထောင်တဲ့သူနဲ့ညှိဘယ်လိုပြောတာပေါ့နော်1 2ပြောင်းဆိုတာရှိတယ်1 2ပြောင်းဆိုတာက verb 1နေမှန်သမျှ verb 2ကိုပြောင်းမှာ verb 1နေမှန်သမျှ verb 2ကိုပြောင်းဆိုတာက direct speech ထဲမှာ verb 1နဲ့ပေးလို့ရှိရင် indirect speech ပြောင်းတဲ့ခါမှာ verb 2နဲ့ရှိပါ direct speech မှာ MSR plus ing နဲ့ပေးလို့ရှိရင် indirect speech ပြောင်းတဲ့ခါမှာ was were plus ing နဲ့ရှိပေါ့ direct speech မှာ has have plus verb 3နဲ့ပေးလို့ရှိရင် indirect speech ပြောင်းတဲ့ခါမှာ HCD have plus verb 3နဲ့ရေး will နဲ့ပေးရင် would can could shall ဆိုရင် should ဒါမျိုးလေးတွေလေအဲမလို့ verb 1နေမှန်သမျှ verb 2ကိုပြောင်းပါတယ်2ကို had 3ပြောင်းဆိုတာက verb 2ကိုပေးထားရင်တော့ direct speech မှာ past tense ပေးထားမယ်ဆိုရင်တော့ past participle လို့ခေါ်တဲ့ have plus verb 3ပြောင်းပါတယ်ဒါကြောင့်မို့ပုံစံခွဲပြောင်းစကားပြောင်းနာမ်စားတွေပြောင်း1 2ပြောင်း2ကို had 3ပြောင်းဆိုပြီးတော့သေချာလေးမှတ်ထားပါကဲအဲ့တော့အရင်ဆုံးပုံစံခွဲတာလေးကိုအရင်ပြောမယ်ဗျเนาะအားလုံးမုံသိကြပြီးသားပါပုံစံခွဲတယ်ဆိုတော့ကပုံစံခွဲဖို့ဘယ်ကိုကြည့်တယ်လဲတဲ့ပုံစံခွဲဖို့အတွက်တဲ့ inverted comma ရဲ့အစကိုကြည့် open inverted comma ရဲ့အစကိုကြည့်မယ် open inverted comma ရဲ့အစက subject verb နဲ့စမယ် open inverted comma ရဲ့အစက subject verb နဲ့စမယ်ဆိုလို့ရှိရင်ရေးရမယ့်ပုံစံကပြောတဲ့သူ told told နားထောင်တဲ့သူ that ပြောတိုးနာ that speaker to listener that speaker to listener that speaker က subject ပေါ့ to က reporting verb လို့ခေါ်ပါတယ်နားထောင်တဲ့သူက object ပါဟောဒီ that ကို conjunction လို့ခေါ်ပါတယ်စကားဆက် that နောက်ကတော့ subject verb ဒါမလို့ subject verb နဲ့စမယ်ဆိုရင်ပြောတိုးနာ that ပုံစံနဲ့ရေးပါ subject verb နဲ့စတယ်နားထောင်တဲ့သူမပါဘူးဆိုရင်တော့ပြော set that ပုံစံနဲ့ရေးပါပြော SEID set THD that speaker set that နဲ့ရေးပါတယ် speaker set that speaker ကပြောတဲ့သူเนาะအဲ့ဒါက subject set က reporting verb that က conjunction လို့ခေါ်တယ်စကားဆက်ပါဒါကြောင့်မလို့ subject verb နဲ့စရင်ပြောထိုးနာ that ပြော set that that နောက်က subject verb that နောက်က subject verb နံပါတ်1ပေါ့နော်ပုံစံခွဲတာကဲနံပါတ်2ပုံစံခွဲမယ်နံပါတ်2ပုံစံခွဲတာက inverted comma ရဲ့အစက verb infinitive နဲ့စတဲ့အခါ verb infinitive စတဲ့အခါတခါတည်းမှာ please please နဲ့စတဲ့အခါမှာ verb infinitive နဲ့ပဲစ please နဲ့ပဲစ verb infinitive ပဲစ please နဲ့စရင် please ရဲ့နောက်မှာ verb infinitive ပါတာပဲအဲ့တော့ verb infinitive နဲ့စတဲ့အခါမှာသို့မဟုတ် please နဲ့စတဲ့အခါမှာအဲ့ဒီခါမှာရေးရမယ့်ပုံစံလေးကဘယ်လိုရေးလဲဆိုတော့ပြောတဲ့သူ TOLD told နားထောင်တဲ့သူတူနဲ့ရေးပါတယ်ဗျာ infinitive နဲ့စရင် please နဲ့စရင်ပြောထိုးနာ to ပုံစံနဲ့ရေးပါတယ်တူရဲ့နောက်ကဘာလာမလဲ verb infinitive ပဲလာတာပါဟောဒီ infinitive ပဲပြန်ရေးတယ် please နောက်မှာလည်း infinitive ရေးတယ်အဲ့ infinitive ပဲပြန်ရေးရနော်ဒါက subject verb လိုက်တယ်ဒါက to infinitive လိုက်တယ်
ကဲဒီတခါတော့ဒုံးနဲ့စတယ်ပေါ့ဗျာအဲ့တော့ဒုံးနဲ့စရင်ရေးရမယ့်ပုံစံလေးကပြောတဲ့သူ TOLD told နားထောင်တဲ့သူ not do တဲ့ဒါမလို့ဒုံးနဲ့စရင်ပြောတိုးနာ not do ပြောတဲ့သူ do နားထောင်တဲ့သူ not do ပြောတဲ့သူက subject ထိုးက reporting verb နားထောင်တဲ့သူက object not do ဆိုတာက conjunction သူနောက်က verb infinitive like okay သွားပြီကဲနံပါတ်3နံပါတ်3ကတော့မိကုန်းပုံစံမှာပဲ having verb နဲ့စပြီး having verb နဲ့စပြီး question mark နဲ့ဆုံးတယ် having verb နဲ့စပြီး question mark နဲ့ဆုံးရင်ရေးရမယ့်ပုံစံကပြောတဲ့သူ asked ask သူကတော့ ask ပဲပြောရတယ်เนาะ asked ask ပြီးတော့မှနားထောင်တဲ့သူ a သို့မဟုတ် whether whether ပြောတဲ့သူ ask နားထောင်တဲ့သူ if or whether သူ့နောက်က subject verb ပြန်လဲရပါတယ် subject verb ပြန်ဒါသတိထားဖို့လိုတယ်ကဲနောက်တစ်ခုကတော့ question 1နဲ့စ question 1ဆိုတာက what တို့ who တို့ where တို့စသည်အဖြစ်ပေါ့ဗျာ why တို့ question 1နဲ့စပြီး question mark နဲ့ဆုံးမယ်ဆိုရင်ရေးရမယ့်ပုံစံကပြောတဲ့သူ asked asked နားထောင်တဲ့သူ question 1သူ့နောက်က subject verb ပဲပြန်လိုက်ထားပါပြန်ပြောမယ် inverted comma အစက subject verb နဲ့စရင်ရေးရမယ့်ပုံစံကပြောတိုးနာ that နားထောင်တဲ့သူမပါရင်တော့ပြော said that နောက်က subject verb infinitive နဲ့စရင် inverted comma အစက verb infinitive နဲ့စရင် please နဲ့စရင်ရေးရမယ့်ပုံစံကပြောတိုးနာ do သူ့နောက်က verb infinitive လိုက်ပါတယ် don't နဲ့စပြီးမယ် inverted comma အစအဲ့ဒါဆိုရင်တော့ပြောတိုးနာ not do သူနောက်က verb infinitive happy verb နဲ့စပြီး question mark နဲ့ဆုံးရင်တော့ပြော ask နာ if or whether question 1နဲ့စပြီး question mark နဲ့ဆုံးရင်တော့ပြော ask နာ question 1သူနောက်က subject verb လိုက်ပါတယ်ဒါလေးကိုတော့ထပ်ခါလုပ်ထားဖို့လိုပါတယ်ခင်ဗျာ